အရန်ပြောတယ်ဆိုတာလည်းမရှိတော့တယ်လို့အရန်စိတ်ညစ်ပါတယ်ဆိုတာမျိုးလည်းမရှိတော့ပါဘူးကိုယ့်အတွက်နေ့ရက်တိုင်းကအတူတူပါပဲကျွန်တော်တို့ဟာဧည့်သည်ပါလောကကြီးကိုရောက်လာတဲ့ကိုယ်တိုင်ကလည်းဧည့်သည်ဖြစ်တယ်လို့ကိုယ့်ရဲ့အတွေးတွေကိုရောက်လာတဲ့မျှော်လင့်ချက်တွေကိုယ့်ဘဝတွေကိုရောက်လာတဲ့ပိုင်ဆိုင်မှုအားလုံးကလည်းဧည့်သည်တွေပါပဲကိုယ်ပိုင်ဆိုင်ထားတဲ့နုပြခြင်းဆိုတဲ့ခြုံတယ်ဟာလည်းအချိန်တန်ရင်သူ့အလိုလိုဟောင်းနွမ်းသွားပါလိမ့်မယ်ကိုယ်နဲ့ထိုက်တန်သလောက်လဲပိုင်ဆိုင်ခဲ့ရဘူးပြီကိုမရထိုက်တာတွေလဲလက်လွတ်ခဲ့ရပြီကိုလိုချင်တာတွေရတိုင်းလဲအများကြီးမပျော်ပါနဲ့မဖြစ်ချင်တာတွေရောက်လာတိုင်းလဲအများကြီးဝမ်းမနေပါနဲ့ကြော်ဖတ်ခွင့်မရှိတဲ့ဘဝစာမျက်နှာတွေကိုတရွယ်ပြီးတရွယ်ဖတ်သွားတဲ့အခါပျော်စရာပဲဖြစ်ဖြစ်စိတ်ညစ်စရာပဲဖြစ်ဖြစ်အချိန်တန်ရင်အရာရာအလုံးကသူ့အလိုလိုပြီးဆုံးသွားမှာပါဘဝဆိုတာမကြုံကျင်လဲစုံခဲ့ရတဲ့လူတချို့ရှိတယ်ကြုံကျင်ပေမဲ့လည်းမစုံလိုက်ရတဲ့လူတချို့ရှိတယ်ကံတရားကိုတော့လက်ခံရမှာပဲမယုံခြင်းလဲပုံမြင်မဟုတ်တဲ့ခံစားချက်တွေရှိတယ်ယုံခြင်းပေမဲ့ယုံလို့မရတဲ့ခံစားချက်တွေလည်းရှိတယ်ဆိုတော့အမှန်တရားကိုတော့လက်ခံရမှာပဲပြောချင်ပေမဲ့မပြောပြစ်လိုက်တဲ့စကားတချို့ရှိတယ်မပြောချင်ပေမဲ့ပြောနေရတဲ့စကားတွေလည်းရှိတယ်ဘုတရားကိုတော့အလေးထားရမှာပဲစိတ်မပါပဲလှုပ်လိုက်ရတဲ့အလုပ်တွေလည်းရှိတယ်တာဝန်ကိုတော့ကြေပွန်ရမှာပဲလိုချင်ပေမဲ့မဖြစ်နိုင်တော့တဲ့မျှော်လင့်ချက်တွေရှိတယ်စွန့်လွတ်တင်တာစွန့်လွတ်ရမှာပဲဖြစ်ချင်ပေမဲ့မဖြစ်တဲ့ဆန္ဒတွေရှိတယ်မဖြစ်ချင်ပေမဲ့လက်ခံလိုက်ရတဲ့အခြေအနေတွေလည်းရှိတယ်ကိုယ်စိတ်ကိုဆုံးမရမှာပေါ့ဘယ်လိုပဲဖြစ်ဖြစ်အချိုပေါ့ပေါ့အခါကြကြဖြော်ထားတဲ့ကော်ဖီတစ်ခွက်ကိုတောင်ကျွန်တော်တို့ကြိုက်တတ်သေးတာပဲအပျော်ကျဲကျဲဝေဒနာကဲကဲဘဝဆိုတာကိုလေချစ်တတ်ရအောင်ပဲလေကျွန်တော်တို့ဘဝကိုချစ်တတ်အောင်ဘဝကိုချစ်အောင်အများကြီးကြိုးစားရအောင်ပဲလေဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်